အားလုံးပဲမင်္ဂလာပါကျွန်တော်တစ်ဆက်ပေးမယ့် anime လေးရတော့တူချိုကိုရီဆိုတဲ့ anime လေးပဲဖြစ်ပါတယ်ဒီ anime လေးကိုကျန်နေတက်မှလို့မျှော်လင့်ပါတယ်ဇလန်အစတိုကျိုမြို့ရတဲ့နေရာမှာလူတစ်ယောက်ကိုတက်ပြီးသွေးတောက်နေတဲ့ဖော်ဖော်ကောင်မကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်အကြီးအဖြူအောင်တဲ့လူကနေပြီးတော့နင်ကအရသာခံပြီးစားတဲ့သူပဲဆိုပြီးပြောလိုက်ပါတယ်ဖော်ကောင်မကနေပြီးတော့အဆားစားနေတဲ့အချိန်နှောက်ရက်ရတာပေါ့ဆိုပြီးပြောလိုက်တော့ငါဘယ်လိုလဲဆိုတာသိလားကြီးလိုက်ပြီးတော့အထက်ကမင်းတို့အသက်ရှင်ရဲ့ခေါ်လာဖို့အမိန်ပေးလိုက်တယ်မင်းတို့ခေါ်မသားခင်တစ်ချောင်းခြေထောက်တစ်ဖက်ဖြတ်ယူတော့ရလားဆိုပြီးပြောပြီးအချိန်နဲ့ပြေးပြီးဝင်တက်တာကိုပုတ်ကောင်မနေပြီးတော့သူ့အချွန်နေနဲ့ထိုးပေးလိုက်ပါတယ်အဲ့ဒီအချိန်ဘေးကနေဘယ်လိုတိုက်ပေါ်ရတော့လဲတော့မသိနိုင်ပါဘူးနောက်နေ့မနေ့ကျတော့ copy center ဆိုင်မှာမင်းရဖြစ်သွားတဲ့အကြောင်း TV မှာလာနေပါတယ်အဲ့ဒီအချိန်ခါနာဂီလို့ခေါ်တဲ့ကောင်လေးကနေပြီးတော့သူငယ်ချင်းဟီဒရာနဲ့ကောင်မလေးကိုဘယ်လိုတေးရမလဲဆိုတော့တိုင်ပင်နေပါတယ်အဲ့ဒီအချိန်တူကြနေတဲ့ကောင်မလေးကနေပြီးတော့ဆိုင်ထဲကိုဝင်လာပြီးခုနကုံမဝင်ထိုင်နေလိုက်ပါတယ်နောက်တော့ခါနာဂီကိုအထာလေးစပြီးပါတော့တယ်မမတွေတော်ဆိုးချက်မမတွေရဲ့အပြုံးတစ်ချက်အောင်မှာရိုးလေးခန္ဓာကြီးတယောက်ကြာရှုံးသွားပါတယ်။ဖြိုမျိုးရဲ့ဘက်မှလည်းလူသက်မှုတွေတဖြည်းဖြည်းများလာနေခဲ့ပါတယ်။အဲဒီအချိန်ခန္ဓာကြီးတယောက်ကသူ့မမလေးနဲ့ဒိန်းနေရလို့ပြောနေပါတယ်။အဲလိုနဲ့အိမ်ပြန်တော့ထာကာဆူကီကနေပြီးတော့သူ့ကိုအိမ်ပြန်လိုက်ပို့ပေးလို့ရမှာလား။ဖြိုမျိုးမှလည်းလူသက်မှုတွေကတဖြည်းဖြည်းများလာနေရဆိုတော့ရိုးလေးခန္ဓာကြီးကနေပြီးတော့ရပါတယ်ဆိုပြီးဟီယိုကြီးဝင်လို့လိုက်ပါတယ်။အဲလိုနဲ့အိမ်ပြန်နဲ့လမ်းလက်လျှောက်စကားတွေပြောရင်လာနေခဲ့ပါတယ်။အဲလိုနဲ့ကောင်မလေးတယောက်ကနေပြီးတော့သူတို့ကိုကြည့်နေခဲ့ပါတယ်လူရိုးလေးခန္ဓာကြီးကနေပြီးတော့သူ့မမလေးနဲ့ဒိတ်လို့ရမလားဆိုပြီးပြောလိုက်ပါတယ်ထာကာဆူကီကနေပြီးတော့သူ့နောက်ကလေဗင်းကိုအားချလိုက်ပါတယ်ဟုတ်ပါတယ်ခန္ဓာဆူကီကဖော်ကောင်မှဖြစ်နေတာပါပဲအဲ့ဒီအချိန်ထွက်ပြီးတော့ခြေထောက်ကိုသူ့လက်လက်နေနဲ့ဖမ်းပြီးလွှတ်ပြလိုက်ပါတယ်မသေးသေးပဲထားလာတော့နောက်ကနေပြီးတော့ခန္ဓာကီစာဆိုပြီးတော့လာခန့်လိုက်ပါတယ်အကုတ်ကိုမစ်ရှိလောက်တော့မယ်ဆိုပြီးပြောနေတော့မှပဲတချောင်းတွေကသူ့အပေါ်ပြီးကရှော့ထားခဲ့ပါတယ်ရိုးလေးခန္ဓာကြီးတယောက်ကန်ကောင်းစွာနဲ့အသက်ရှင်နေခဲ့ပါတယ်ခန္ဓာကြီးတယောက်ဘယ်ကမှမသိရဲ့ရေထဲမှာရောင်းနေရအောင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါကတော့သူ့အတွေ့အမှာပဲဖြစ်ပါတယ်သူပြန်လို့လာတော့ညီလုံးတစ်ဖက်ကအနဲ့ရောပြောင်းသွားပြီးဖုတ်ကောင်တစ်ပိုင်းလူသားတစ်ပိုင်းဖြစ်လာပြီဆိုတာကိုသူသိလိုက်ရပါတယ်အပိုင်းလေးကတော့ဒီလောက်ပါပဲအားလုံးပဲ peace ပါ